အရက်မတော့ဖဲအရက်မိုးနေသူရဲ့မယုံနိုင်စရာဇက်လန်းအရက်တဆမှမတော့ဖဲပါတီပွဲလက်မတက်ဖဲကိုဘာသာကိုအိမ်မှာနေရင်အရက်မိုးနေတယ်ဆိုတာဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးလို့ထင်နေတယ်ဆိုရင်တော့ဒီနေ့ပြောပြမယ့်ဇလန်းကိုနားထောင်ကြည့်လိုက်ပါဒါဟာကြောက်စရာသူဦးရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ထူးဆန်းလို့နဲ့ဖြစ်ရမှန်ဇလန်းတစ်ဖို့ပါပဲဇလန်းရဲ့အဓိကဇာတ်ကောက်ကတော့မက်မွန်ဂီရာဒိုပါသူဟာစကြော်သက်အရွယ်ကတည်းကကျောင်းဆရာအဖြစ်အလုပ်လုပ်ခဲ့သူတူပါဒါပေမဲ့ဒီနေ့မှာတော့သူ့ဘဝဟာစောက်ထုံးမမျောဖတ်သွားခဲ့တယ်သူဟာရုတ်တရက်စကားတွေထစ်လာတယ်ခြေလန်းတွေမမှန်တော့ဘူးကိုလက်မအီမသာဖြစ်လာတယ်သူ့ရဲ့ပုံစံကအရက်ဆုပ်ထားတဲ့လူတစ်ယောက်လိုဖြစ်နေတာကြောင့်ကျောင်းကတာဝန်ရှိသူတွေကသူ့ကိုအရက်ဆုပ်ထားတယ်လို့အကြိမ်ကြိမ်ဆွဆွဲခဲ့ကြပါတယ်စီကန်ထင်းထင်းရဲ့အစည်းအဝေးတွေအကြိမ်ကြိမ်ခေါ်ခံရတယ်ဒါတင်ဘဲကမလဲပိုဆိုးတာကသူအရက်မတော့ဖဲအရက်တော့ပြီးကားမောင်းမှုနဲ့နှစ်ကျင်းတိုင်းရဲဖန်ခံခဲ့ရပါတယ်နောက်ဆုံးသူ့ဇနီးကတော့သူအရက်ခိုးတောက်နေသလားဆိုပြီးတန်တရားတွေဝင်လာခဲ့တဲ့အထိပါပဲမွန်ဂီရာဒိုကတော့သူလုံးဝအရက်မတော့ပါဘူးလို့ညှင်းဆန်ခဲ့တယ်ဒါဆိုဘာတွေဖြစ်နေတာလဲသူခန္ဓာကိုယ်ထဲမှာဘာတွေမာရွေးနေတာလဲအထွေကတော့ auto brewery syndrome လို့ခေါ်တဲ့အရန်ကိုရှားဖားတဲ့ယောဂတစ်မျိုးပါဟုတ်ပါတယ်ဒီယောဂဟာလူတစ်ယောက်ရဲ့အစာအိမ်မဲ့ဦးလန်းချောင်းထဲမှာရှိတဲ့ဘက်တီးရီးယားတွေကသူစားလိုက်တဲ့ကာဘိုဟိုက်ဒရိတ်ဥမာပေါင်မုတ်သမန်အချိုထက်တွေကိုအက်တီနော်လို့ခေါ်တဲ့အရက်အဖြစ်ပြောင်းလဲဖြစ်တာပါတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့သူ့ခန္ဓာကိုယ်ကသူ့ဘာသာကိုအရက်ချက်နေတာပါဆရာဝန်တွေကသူ့ကိုသွေးစီကြည့်တဲ့အခါမှာသူ့ရဲ့သွေးတွင်းအရက်ပါဝင်မှုပမာဏဟာအဆုံကျော်10လီအထိမြင့်တက်နေရကိုတွေးရှိခဲ့ရပါတယ်ဒါဟာဥပဒေကတတ်တန်ထားတဲ့မူရစ်စေတဲ့ပမာဏထက်အများကြီးကျော်လွန်နေပါတယ်ဒါပေမဲ့ဒီရှားပါတဲ့ယောဂကိုရှာဖွေတွေ့ရှိချိန်မှာ2019ခုနှစ်မှာတော့အရာအလုံးကနောင်ကျသွားပါပြီအထင်မှားခံခဲ့ရမှုတွေဆွဆွဲမှုတွေကြားမှာမွန်ဂီရဲဒိုဟာသူမျက်နှာရတဲ့ကြောင်းစရာအလုပ်ကနေနှုတ်ထွက်ခဲ့ရတယ်သူ့ရဲ့နေအိမ်ကိုဆုံးရှုံးခဲ့ရတယ်သူ့ဇနီးကလည်းသူ့ကိုမယုံနိုင်တော့ပဲမိဘအိမ်မှာတွားနေခဲ့ပါတယ်ဘဝတစ်ခုလုံးပြိုလဲသွားခဲ့ရတာပါပဲအခုချိန်မှာတော့မွန်ဂီရဲဒိုဟာဖလော်ရီဒါကိုပြောင်းပြီးအိမ်မြိုင်မြေအကျိုးဆောင်တစ်ယောက်အဖြစ်ဘဝကိုအသစ်ပြန်စားနေရပါတယ်သူ့ရဲ့နေ့စဉ်တစ်ဝါကတော့လွယ်ကူမနေပါဘူးကာဘိုဟိုက်ဒရိတ်အလွန်နည်းတဲ့အစားအစာတွေကိုပဲရွေးချယ်စားတောက်နေရပြီးနေ့စဉ်နဲ့အမျှသူ့ရဲ့သွေးတွင်းအရက်ပါဝင်မှုပမာဏကိုကိုယ်တိုင်စောင့်ကြည့်တိုက်တာနေရပါတယ်သူကြုံတွေ့ခဲ့တဲ့ရှုပ်ထွေးမှုတွေအထီးချမ်းမှုတွေနဲ့နားလည်မှုလွဲမှားခံခဲ့ရပြီးဆုံးရှုံးခဲ့ရတာတွေကိုတခြားလူသူတွေမကြုံတွေ့ရအောင်ဒီရှားပါးတဲ့ယောဂအကြောင်းကိုလူတွေပုံမှုသိရှိလာစေဖို့အတွက်သူတွေအတွေ့အကြုံတွေကိုလူသိရှင်ကြဝေမျှလျက်ရှိနေပါတယ်တကယ်တော့ဒါဟာအပိတခုမဟုတ်ဘဲကုသမှုနဲ့နားလည်မှုလိုအပ်နေတဲ့ကျန်းမာရေးအခြေအနေတစ်ခုသာဖြစ်ပါတယ်နောက်ထပ်လက်ဒီလိုထူးဆန်းတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ကမ္ဘာတော်လွမ်းနာဖြစ်ရမှန်ဇလန်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါဦးမယ်